အားလုံးပဲမင်္ဂလာပါဘောလုံးဝဲတွေနေ့စဉ်ဆက်မပြတ်တင်ဆက်ခံမှတ်ပေးနေတဲ့မိမခ YouTube channel နဲ့ပြီးတော့ကြိုးစားပါရဗျဒီနေ့ကဖေဖော်ဝါရီ19ရက်ဒီနေ့အင်္ဂါညပေါ့ဗျဒီနေ့မှာချန်ပီယံလိပွဲစဉ်၄ပွဲရှိပါတယ်နှစ်ပြန်လဲ၄ပွဲပေါ့ဒီနေ့မှာ၄ပွဲရှိတယ်နောက်ပြီးတော့ချန်ပီယံရှစ်ပွဲစဉ်လေးကတော့2ပွဲရှိသေးတယ်ဗျအဲ့ဒါလေးကတော့ဟိုမှာညကျရင် Telegram မှာထည့်ပေးမယ်ဗျ Telegram free channel တွေမှာထည့်ပေးမယ်ဟိုပွဲစဉ်အကြိုက်တွေ့တဲ့ပွဲစဉ်တွေကိုပေါ့ခုဒီထဲမှာတော့ချန်ပီယံလိပွဲစဉ်၄ပွဲကိုရွေးချယ်ထားပါတယ်ကျွန်တော်မနေ့ကပွဲစဉ်မနေ့က၄ပွဲပေါ့ချန်ပီယံရှစ်ပွဲစဉ်လေးရယ်မနေ့က၄ပွဲကတော့ကျွန်တော် YouTube မှာလည်းအဆင်မပြေဘူး Coventry Body လေးပဲအဆင်ပြေမယ်ဟို Telegram free channel မှာတော့ Coventry Body အဲ့ဒါလေးကတော့အဆင်ပြေမယ်ဗျချန်နယ်လေးကတော့မှားပါတယ်ကျွန်တော်ဒီနေ့မှာအကောင်းဆုံးကြိုးစားပြီးတော့ချန်ပီယံလိပွဲစဉ်တွေကိုရွေးချယ်ထားပါတယ်ဗျအချိန်လေးနဲ့နောက်ကျပြီဆိုတော့ကျွန်တော်အကြိုက်တွေ့တဲ့အသင်းလေးကိုပဲတခါတည်းတိုက်ရိုက်ပြောပြမယ်ဗျဟိုပွဲတွေကတော့မနေ့ကရွေးပြတာပါအချင်းကမြန်မာစံတော်ချိန်နဲ့ဆို4နာရီခွဲကြော်ပြီဆိုတော့လေခက်မြန်မြန်လေးပဲပြောပြမယ်အခုပထမဆုံးပွဲအနေနဲ့ဂါလာတာစရေးနဲ့ဂျူဗင်တက်ပွဲ2နာရီခွဲမှာကစားမယ်ဗျဂျူဗင်တက်က level 80အနှုတ်ပေးထားတယ် level 80အနှုတ်ပေးတယ်ကိုပေါင်း3လုံးကိုအပေါင်း80ပေးတယ်ဗျအခုညနေမှာတော့ဂျူဗင်တက်က level ကို90အနှုတ်ပဲပေးထားတယ်နည်းနည်းပေါက်ကြီးလေး body ကြီးလေးနည်းနည်းပြော့လာဘိုးပေါင်းကြီးကတော့3လုံးကိုအပေါင်း65ကိုပေါင်းကြီးကတော့အတူတူလောက်ပါပဲတော့တနာရီ45မှာကစားမှာခုနနာရီမပြောလိုက်ရလို့သူဒီနဲ့အသင်းကဒါ playoff ကစားတာဆိုလို့ရှိရင်ဒီ Juventus ဆိုလို့ရှိရင်အဆင့်73လောက်မှရှိတဲ့အသင်းplayoff ဝင်ခွင့်ရဖို့သူတို့ဒီပွဲစဉ်ချစ်ပွဲကစားတဲ့အထက်မှာဆိုရင်အဆင့်73လောက်မှရှိတဲ့အသင်းဟောကဂလာတာစရေးကတော့အဆင့်20မှာရှိတဲ့အသင်းပေါ့အခုကသူတို့ချင်းအရင်တစ်ချိန်တွေ့ဘူးတယ်အရင်တစ်ချိန်တော့ကြာပြီ2013လောက်ကဒီဂလာတာစရေးအိမ်ခွဲမှာဂလာတာစရေးကပဲနိုင်ထားတယ်ဗျဂလာတာစရေးကပဲနိုင်ထားတယ်2013မှာ2ကြိမ်တွေ့တဲ့ဂျူဗင်အိမ်ခွဲမှာတည်ရကြပြီးတော့ဂလာတာစရေးအိမ်ခွဲမှာကျတော့ဂလာတာစရေးကနောက်တစ်စုံတက်သွားတာပေါ့သူက1-0နဲ့နိုင်ထားတယ်ဒီဂလာတာစရေးဒီနှစ်ပွဲစဉ်ချစ်ပွဲကစားတဲ့အထက်မှာအိမ်ခွဲ4ပွဲကစားဘူးတယ်အိမ်ခွဲမှာသူရှုံးတာဆိုတော့တပွဲပဲရှုံးထားဘူးတယ်ဗျဟိုUnion Saint Clair နဲ့ကျန်တဲ့အသင်းတွေကိုကျတော့သူတရေတို့နိုင်ပွဲတို့ရထားတယ်လီဗာပူးလိုအသင်းကိုလည်းသူနိုင်အောင်ကစားထားတာဆိုတော့ကျွန်တော်ကအိမ်ခွင်းမှာဂလာတာစရေးကိုအရန်ထင်သေးလို့မရဘူးလို့ပဲပြောချင်တယ်ဗျကျွန်တော်တို့ဒီပွဲဂလာတာစရေးတို့အနေနဲ့ဂျူပင်အိမ်ခွင်းကြရင်တိတ်လွဲမှာမဟုတ်အဲဆိုကိုကသူ့အိမ်ခွင်းမှာအကောင်းဆုံးကြိုးစားလိုက်မယ်အိမ်ခွင်းဆိုလဲဒီအသင်းကခုနရှုံးပွဲဆိုတစ်ချိန်ပဲရှိဘူးတော့ချန်ပီယံလိပွဲစဉ်မှာဒီပွဲမှာတရေတစ်ပေါက်မျောလင့်ပြီးတော့ကျွန်တော်ဒီပွဲမှာဂလာတာစရေးကိုအကြိုက်တွေ့တယ်ဗျဂလာတာစရေးအကြိုက်တွေ့တယ်ဟိုနှစ်သင်းလုံးကဒဏ်ရာရတွေပွဲပယ်တွေကဟို3ယောက်စီလောက်ပဲရှိတာပါဂျူဗင်တို့အနေနဲ့လည်းအဝေးကွင်းဆိုတော့တိတ်ပြီးတော့လွယ်လိမ့်မယ်မထင်ဘူးသူ့အနေနဲ့တရေအမြင့်ဆုံးလောက်ရရင်တောင်မှပဲကျင်းတဲ့လို့ရပါတယ်နောက်တစ်ပွဲကျတော့အိမ်ကွင်းကစားအောင်ဆိုတော့လေနောက်တော့ဒီဂလာတာစရေးကကျတော့ဒါအိမ်ကွင်းဆိုတော့သူ့အနေနဲ့အကောင်းဆုံးကြိုးစားမှာအဝေးကွင်းကြရင်တိတ်မသေးကြတာဆိုတော့အဲကြောင့်ဒီနှစ်သင်းငုံရွေးမယ်ဆိုတော့ကျွန်တော်ဂလာတာစရေးဘော်ဒီကိုအကြိုက်တွေ့တယ်ဗျဒီတစ်ပေါက်လေးမျောလင်းလို့ရတာဆိုတော့နောက်တစ်ပွဲကကျတော့ဘင်ဖီကာနဲ့ရီယယ်မက်ဒရစ်ပွဲပေါ့သူကည2နာရီခွဲတော့2နာရီခွဲမှာကစားမယ်ပွဲပေးတာကရီယယ်မက်ဒရစ်က level ကို100အနှုတ်ပေးတယ်ဗျကိုပေါင်း3လုံးကိုအပေါင်း100ပေးတယ်မနေ့ကင်းရကြည့်ခုနေခင်းမှာတော့ရီယယ်မက်ဒရစ်တော်တော်လေးကျသွားဗျတရေကို80အရှုံးခုလက်ရှိတော့ကျွန်တော်ခမန်းတဲ့အချိန်မှာတော့40အရှုံးထိအောင်ကျလာတယ်ဗျတရေမှ40အရှုံးတော့ကျတယ်မနေ့ကသူကတရေကို100ရှုံး80ရှုံးတော့ကျွန်တော် Real Madrid ကိုကြိုက်တာပဲခုလက်ရှိကတော်တော်ကြီးကိုပျော့သွားတယ်တရေမှ40ရှုံးလောက်ထိအောင်ပျော့လာတာဆိုတော့ဒီပွဲ Real Madrid တော့မနေရတော့ဗျအရင်သူတို့ကတွေ့ပြီးအုပ်စုတွင်းမှာတော့သူချင်းတွေ့ပြီးပြီအဲ့ပွဲတော့ကလည်းဟိုဘင်ဖီကာအင်ခွင်းမှာပဲကစားတာအဲ့ပွဲတော့ Real Madrid ကရှုံးတာဗျ4-2နဲ့ရှုံးတယ်ဒါပေမဲ့လို့ခုကအဲ့ဒီဘင်ဖီကာရဲ့အိမ်ခွင်းမှာသွားကစားမှာပဲမနေ့ကကြေးရဲပေးတယ်တေးကိုခုန100ရှုံးဆိုတော့ကျွန်တော် Real Madrid ထွက်ကိုမနေ့ကတော့နည်းနည်းစိတ်ဝင်စားတာပေါ့အခုတော့ကြေးကတော်တော်လေးကိုပျော့သွားပါတယ်အဲ့ဆိုကျွန်တော်ဒီပွဲမှာ Real Madrid ကိုတော့မနေရတော့ဗျဒီပွဲမှာဘင်ဖီကာပဲရွေးတယ်ဘင်ဖီကာပဲရွေးတယ်ဆိုတာက Real Madrid အိမ်ခွင်းကြရင်သူလုံးဝမလွယ်ဘူး Real Madrid အိမ်ခွင်းကြရင်သူလုံးဝမလွယ်ဘူးအဲ့ဒါဆိုတော့သူ့အိမ်ခွင်းမှာပဲသူအစွမ်းကုန်ဂိုးပြက်ရလက်နဲ့သူနိုင်ထောင်းကိုကြိုးစားလိုက်မယ်အဲ့လိုကြိုးစားမယ်ဆိုတော့အနှိမ့်ဆုံးတရေတော့ဖြစ်နေလိမ့်မယ်ဗျာဒီပွဲမှာတရေဆိုတော့မှ Real Madrid ကအရှုံးနည်းနည်းပေးထားဆိုတော့ဒီပွဲမှာဘင်ဖီကာပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့သူ
ဒီ Real Madrid နဲ့တွေ့တဲ့အချိန်2ချိန်တွေ့ဘူးတဲ့2ချိန်လုံးလည်းဒီ Benfica နိုင်ထားတယ်ဗျဒီသူတို့ပွဲစဉ်ချစ်ပွဲကစားတော့လည်း Benfica နိုင်မှုထားတယ်ဆိုတဲ့အသေးစိတ်ကအခုပွဲမှာလည်းအာရင်ဖြစ်လိမ့်မယ်လို့ပဲမျှော်လင့်နေဒီပွဲမှာတရေလည်းမျှော်လို့ရဆို Benfica ပဲရွေးတယ်ဗျကိုပေါင်း3လုံး30အပေါင်းပေးတယ်ဒီပွဲကိုပေါင်းကတော့အပေါ်ရွေးတယ်ဗျအနေဆုံး3လုံးတော့ဖြစ်လိမ့်မယ်လို့ပဲမျှော်လင့်နေ Benfica အိမ်ကွင်းဆိုတော့သူနိုင်ပွဲရဖို့ကြိုးစားမှာပါအဲ့ဒါဆိုတော့ Real Madrid ဘက်ကလည်းဂိုးတွေတွန်းသွားနိုင်တယ်ဒီပွဲကိုကျွန်တော်ကိုပေါင်းအပေါ် Body Benfica ရွေးပါတယ်ဗျအဲ့နောက်ထပ်ပွဲတွေကကျတော့ဒါကတော့ Dortmund နဲ့အတလန်တာတို့ရဲ့ပွဲဖြစ်ပါတယ်သူကကျတော့မြန်မာစံတော်ချိန်သူလည်း2နာရီခွဲမှာပဲကစားမယ်ပေးတော့ Dortmund က level 80နှုတ်ပေးတယ်ကိုပေါင်း3လုံးကိုအပေါင်း90 60ဒီပုံစံမျိုးပေးထားတယ်ဗျအခုလက်ရှိတော့နည်းနည်းလေးပဲပြောင်းပါတယ် Dortmund က65အနှုတ်ပေးထားတယ်ကိုပေါင်းကအပေါင်း95သူတို့နှစ်သင်းလဲဒါနှစ်သင်းလုံးဒီနောက်ဆုံး5ပွဲဖောင်နေတော့ကောင်းပါတယ်အတလန်တာဆိုလို့ရှိရင်လည်းတပွဲပဲရှုံးထားတယ်ရှုံးတာတော့ချန်ပီယံလိပွဲစဉ်မှာရှုံးထားတဲ့ပွဲယူနီယံစင်ကလန်နဲ့ရှုံးထားတဲ့ပွဲဒီဒေါမွန်ကတော့အင်တာနဲ့ရှုံးတဲ့ပွဲပေါ့သူလည်းချန်ပီယံလိပွဲစဉ်မှာပဲရှုံးထားတာရှုံးတာအိမ်ကွင်းကနေပြီးတော့ရှုံးထားတာတွေ့ရတယ်ဗျသူတို့ချင်းအရင်3ချိန်တွေ့ပြီးတယ်တစ်ချိန်စီနိုင်ဘူးထားတယ်ဗျတစ်ချိန်ကတော့တည်ရလက်ဒီနဲ့သင်းကိုရွေးမယ်ဆိုတော့အများကြီးပြောမနေဘူးကျွန်တော်ဒီပွဲတော့အင်ရှင်အားသာချက်ရှိတဲ့ဒီဒေါမွန်ပဲရွေးတယ်ဗျဒေါမွန်လည်းဒါသူ့အိမ်ကွင်းမှာအစွမ်းကုန်ကြိုးစားပြီးနိုင်ပွဲရအောင်ကစားလိုက်မယ်ဒေါမွန်မကြိုက်တယ်ဒီပွဲမှာတော့သူအပေါ်ကြီးလည်းပေးတာတေး80ရှုံးပေးတယ်ဒေါမွန်ဘော်ဒီကြိုက်တယ်ကိုးပေါင်းကတော့အဲ3လုံးကို65 80ပါညာပေးထားတယ်ဗျခုလက်ရှိတော့ကျွန်တော်ဒီပွဲကိုကိုးပေါင်းအောက်ကြိုက်တယ်အနာနီးလို့အဲ3လုံးကို20အပေါင်း30အပေါင်းဒီပုံစံလောက်ဖြစ်လာတော့ကိုးပေါင်းအပေါ်ကစားပေါ့ခုလက်ရှိတော့50ရဲ့အထက်မှာရှိတယ်ဗျ60အပေါင်း80အပေါင်းဆိုတော့ကိုးပေါင်းအောက်ကြိုက်တယ်အတလန်တာကလည်းဒီနောက်ဆုံး5ပွဲတည်းသူဂိုးမပေးရတဲ့ပွဲဆို3ပွဲလောက်တောင်ရှိရဆိုတော့လေအဝေးကွင်းဖြစ်တဲ့အတွက်နည်းနည်းခက်ထိန်ထိန်နဲ့ပဲခံစစ်နဲ့ကစားသွားလိမ့်မယ်ထင်တယ်အတလန်တာတော့သူ့အိမ်ကွင်းကြတော့သူနိုင်ပွဲရအောင်ပြန်ကစားလို့ရတာကိုအခုကဆိုအဝေးကွင်းမှာခက်ထိန်ထိန်တော့ကစားလိမ့်မယ်ဒီပွဲတော့ပေါက်ကြီးအရာလဲဘူးလက်ရှိကြီးအတိုင်းဆိုတော့ကိုပေါင်းအောက်ရွေးတယ်ဘော်ဒီကိုတော့အင်ရှင်ဒေါမွန်ရွေးပါတယ်ဗျနောက်ထပ်ပွဲတွေရကြတော့ PSG နဲ့မိုနာကိုပွဲပေါ့မိုနာကိုအိမ်ကွင်းမှာကစားမှာပါသူကကျတော့2နာရီ15မိနစ်နည်းနည်းစောတယ်ဗျဒီနှစ်သင်းကတော့ဒါပြင်သစ်အသင်းတွေပြန်တွေ့တာပေါ့ပြင်သစ်အသင်းတွေတွေ့တယ်ပေါက်ကြီးက PSG ကတစ်လုံးကို30အနှုတ်ပေးတယ်ကိုပေါင်းက3လုံးကို20ရှုံးပေးထားတယ်ဗျအခုညက်နေဘက်မှာတော့ PSG ကပေါက်ကြီးပူပြင်းလာတာတွေ့တယ်တစ်လုံးကို40အနှုတ်တောင်ဖြစ်လာတယ်ကိုပေါင်းကြီးကတော့အတူတူပဲ3လုံး20နှုတ်25အနှုတ်ပေးထားတယ်သူတို့နှစ်သင်းလည်းဒါဒီနေ့ရာသီတွေ့ပြီးတာဒီနေ့ရာသီတွေ့ပြီးတာဆိုတာကဟိုမှာပြင်သစ်လီဂ်မှာဒီမိုနာကိုအိမ်ကွင်းမှာပဲတွေ့ထားအဲ့ပွဲတော့ PSG ရရှုံးထားတယ်ဗျ1-0နဲ့ရှုံးထားတယ်ခုဟာကချန်ပီယံလိပွဲစဉ်မှာဒီမိုနာကိုအိမ်ကွင်းမှာပြန်တွေ့မှာဗျ PSG ကအပေါ်ကြီးပြင်းပြင်းတော့ပေးတယ်မနက်ကတလုံးသွင်းတော့30ရှုံးခု40ရှုံးကြေးရတော့ပြင်းနေတာပဲလို့ကြေးပြင်းပေမဲ့လို့ PSG ကိုလည်းအရင်ယုံလို့မရပြန်ဟိုတနေ့က Rennes လို့အသင်းကိုအဝေးကွင်းကနေသူ9ပြည့်တောင်ရှုံးတာ3-1ဆိုရရလဲRennes လို့အသင်းကိုရှုံးတာဆိုတော့သူ့ခြေသွမ်းလည်းအရင်ယုံလို့မရအောင်ဒီမိုနာကိုကတော့ဒီနောက်ဆုံးကစားတဲ့ပွဲကဟိုနေ့ကနန်းသက်ကို3-1နဲ့နိုင်ထားတဲ့ပွဲတော့ရှိတယ်ဗျဒီပွဲ PSG ပေါက်ကြီးပြင်းလာပေမဲ့လို့ PSG လည်းမယုံဘူးကျွန်တော်တော့ဒီပွဲမှာကျွန်တော်ဂိုးပေါင်းတစ်မျိုးပဲရွေးတယ်ဗျဂိုးပေါင်းတစ်မျိုးပဲရွေးတယ်3လုံးကို25နှုတ်ပါညာပေးထားတယ်ဒီပွဲဂိုးပေါင်းအပေါ်ကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ကမိုနာကိုတို့အနေနဲ့အိမ်ကွင်းဆိုတော့တေချာပေါသူ့အနေနဲ့နိုင်အောင်ကြိုးစားမှာပဲ PSG အိမ်ကွင်းကြရင်လုံးဝမလွယ်ဘူးအနေဆုံးနှလုံးပြက်ပါညာအဲ့လိုမျိုးနိုင်ထားရင်သူ့အဝေးကွင်းကြရင်အနေနဲ့ခံစားသေးတယ်ဆိုတော့အိမ်ကွင်းမှာသူနိုင်ပွဲရလက်ရအောင်ကြိုးစားလိုက်မယ်ဗျအဲ့လိုကစားမယ်ဆိုရင်ဒါ PSG ဘက်ကလည်းဂိုးတွေသွင်းအောင်မှာပဲဒီပွဲ3လုံးကိုအနှုတ်တောင်ပေးတာအပြန်လန်ဂိုးသွင်းမဲ့အနေထားရှိပါတယ်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်တစ်ကြောင်းပဲရွေးပါတယ်ကျွန်တော်မနေ့ကခံမှတ်တဲ့ပွဲတွေကတော့မနေ့ကတပွဲပဲအဆင်ပြေမယ်ကျန်တဲ့3ပွဲတော့အသိအဆင်မပြေပါဘူးဒီနေ့အခြားပွဲစဉ်တွေကတော့အကြိုက်တွေ့လို့ရှိရင် Telegram မှာတင်ပေးမယ် Telegram channel link လေးကိုတော့စိတ်ဝင်စားရင် join ထားပေးပါကျွန်တော် comment ထဲမှာထည့်ပေးထားပါဗျနောက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like နဲ့ subscribe လေးပေးပါနောက်ပြီးတော့ notification bell လေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်အခုညကစားမဲ့ဒီပွဲစဉ် Champion League ပွဲစဉ်4ပွဲပေါ့ဗျနောက်ပြန်ကြတော့အစိုးရတင်ပေးမယ်ဒီ4ပွဲကနေပြီးတော့ဘယ်အသင်းကနိုင်မယ်ဘယ်အသင်းဘက်ကရက်တင်အဆင်ပြေမလဲမေးဆိုတော့ comment မှာ comment သွားလို့ရပါတယ်ခုညမှာလည်းအားလုံးမဲ့အဆင်ပြေကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်